အားလုံးပဲမင်္ဂလာပါချယ်ရီတို့ရဲ့ LMG မြေကွက်ကျိုးဆောင်မှာကျူဆိုပါရရှင်ခိုးညီမကတော့6200ရန် RC 3ထပ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်အင်းရဲ့ location ကတော့တန်ရန်မြို့ရက်ကွက်နှစ်ထဲမှာရှိပါတယ်ရှင်ခြံရဲ့အကျယ်ကဆိုရင်တော့ပေ60 80ရှိပါတယ်နော်ခြံရဲ့မျက်နှာစာမှာဆိုရင်တော့ကားပါကင်6စီး9စီးလောက်ဆန့်ပါတယ်နော်အိမ်ထဲကိုဝင်လာလိုက်တာနဲ့အိမ်ရဲ့ဘေးနားမှာ kitchen room ရှိပါတယ်အထက်က decoration တွေကိုလိုက်ကြည့်ကြရအောင်နော်Wow kitchen room လေးကတော်တော်ကျယ်ပါတယ်ကဲ kitchen room လေးကြည့်ပြီးပြီဆိုတော့ခုအိမ်ထဲမှာ decoration တွေလိုက်ကြည့်ကြရအောင်အိမ်ထဲကိုဝင်လာလိုက်တာနဲ့အိတ်ခမ်းကြဲကြဲလေးတစ်ခန်းရှိပါမယ်ဘယ်ဘက်မှာဆိုရင်တော့အိတ်ခမ်းနှစ်ခန်းရှိပါမယ်ရှင်ခန်းမှာတော့အိတ်ခန်း3ခန်းရှိပါမယ်ရှင်ဘယ်ဘက်မှာတစ်ခန်းနဲ့ညာဘက်မှာ2ခန်းရှိပါတယ်ဘယ်ဘက်အခန်းလေးတစ်ချက်လိုက်ကြည့်ကြအောင်နော်ချယ်ရီပြောတာတော့နှစ်ထပ်နဲ့တင်6200တန်နေပြီနော်ခုကတတိယထပ်ပါရှင့်ဒီတတိယထပ်မှာဆိုရင်လည်းရေချိုးခန်းအိမ်သားပါပြီးပါခုချယ်ရီပြသွားတဲ့အိမ်လေးကတော့ပိုင်ရှင်က6200ခေါ်ထားပေမဲ့ပိတ်ဆေးရှိပါမယ်နော်တကယ်လို့ဒီအိမ်ကိုစိုက်နှစ်သက်တယ်ဆိုရင်တော့ချယ်ရီတို့ရဲ့ LMG မြေကွက်အကျိုးဆောင်ကိုဆက်သွယ်လာလို့ရပါတယ်ရှင်အားလုံးပဲမင်္ဂလာပါ